အောင်မီနော်ကျွန်တော်မိတ်ဆွေများအားလုံးပဲတစ်ရှစ်လေးဆိုတဲ့ကနေကိုကျွန်တော်တဲတဲ့ဘက်ကောင်းတယ်ကျွန်တော်ဘက်ကနေရောပထမဦးစွာအားလုံးကိုကိုကြီးဆောင်ရွက်ပေးနိုင်ခဲ့ပြီဟုတ်လားဒါကြောင့်မိတ်ဆွေတွေကအားလုံးဒီဝန်ဒီလိုက်လေးကိုထပ်မံလို့ပြီးဆုံးလင်းအောင်ကြည်ပေးပါနော် live မှာလည်းကျွန်တော်လာပြောနေဆရာကြီးကျွန်တော်တို့ကြံခဲ့တဲ့ဘက်ကတစ်ရှစ်လေးမှာဇန်နဲ့မတွေးလိုက်လို့မရလိုက်ပါဘူးဆိုတော့ကျွန်တော်လာပြောနေကျွန်တော်မိတ်ဆွေများနော်အားလုံးပဲ live show ပေါ်အကုန်လုံးတက်ခဲ့ပြီနော်ရှင်မူရှီယာနဲ့ကူညီပြီးပေးသွားတူတယောက်မချင်းဝိုင်းရပြီးတော့ share ထားပါအပေါင်းလိုက်တာပါအသေးပေးတာပါရှင်မူရှီယာနဲ့ကူညီထားပါနော်16ရက်6လ2026မှာထွက်ရှိသွားတဲ့184ဆိုတဲ့ကနေကိုတော့ကျွန်တော်တစ်ထိပ်စီးနေပဲ184ဆိုတဲ့ကနေကိုပဲဒဲတစ်ဝက်ကောင်းကိုကျွန်တော်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီနော်ဒီတော့မှထွက်ရှိမဲ့ကျွန်တော်1ရက်9လ2026မှာထွက်ရှိမဲ့3ဒဲတစ်ဝက်ကောင်းကိုကျွန်တော်ဘက်က9ထိပ်စီးနဲ့ပြန်လည်လိုက်တိုင်ပေးရခြင်းဖြစ်တယ်အဲ့တော့မိတ်ဆွေတွေကအားလုံးပဲနော်ကျွန်တော်ကတော့တစ်နှစ်စာချုပ်ကိုလူ3ချိန်ပဲကျွန်တော်ကူညီခွင့်ရှိတယ်ဗျနော်အချိန်အများကြီးလည်းကူညီလို့မရဘူးဒါကြောင့်ပထမဦးစာတော့ကျွန်တော်တစ်ချိန်တော့ကျွန်တော်ကူညီဆောင်ရွက်ပေးနိုင်ပြီအဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲဒီတစ်ပတ်မှာအောင်မြင်မှုကိုကျွန်တော်နဲ့လက်တွဲဖို့ခြင်းနဲ့ရဖို့ခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေများနော်ဆရာကြီးကျွန်တော်တို့ဆရာရှိမှာဘယ်လိုမျိုးခဏကိုယူရတာလဲနော်လာပြောနေဆိုတော့မိတ်ဆွေများအားလုံးပဲကျွန်တော်လူဦးရေကန်တဲ့နဲ့ပဲကျွန်တော်ခွန်ကြီးပေးတာဖြစ်ပါတယ်နော်ကြံခဲ့တဲ့ဘက်ကဆိုကျွန်တော်လူဦးရေအများကြီးမခွန်ကြီးနိုင်ပါဘူးလူဦးရေ32ဦးတီတီကိုပဲကျွန်တော်ခွန်ကြီးဆောင်ရွက်ပေးသွားတယ်နော်ဒီတစ်ပတ်မှာတော့ကျွန်တော်လူဦးရေ35ဦးတီတီကိုကျွန်တော်ပြန်လဲခွန်ကြီးပေးသွားမယ်နော်ဆရာကြီးဟုတ်ပြီကျွန်တော်တို့ကဏ္ဍတော့ကျွန်တော်တို့ဘယ်ရတောင်းရမလဲဘယ်ရယူရမယ်ဆိုတော့မိတ်ဆွေများကျွန်တော်ဖုန်းတိုက်ရဆက်သွေးပေးပါနော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကကျွန်တော်ပြောပါမယ်တေချာလေးဆုံးခဲ့နေအောင်တေချာလေးနားထောင်ပေးပါနော်ဖုန်းနံပါတ်ကတော့399693 694 695ဆိုတဲ့ဖုန်းနံပါတ်လုံးမဲ့ကျွန်တော်ကန်ဆောင်ပါတယ်เนาะကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်3ပတ်စာတော့ကျွန်တော်တင်ပေးလိုက်တယ်လာမဲ့เนาะကျွန်တော်နောက်ဆုံးအပတ်ကတော့ကျွန်တော်16ရက်9လ2026မှာထွက်ရှိမဲ့အပတ်ပါเนาะရောဒီတစ်ပတ်မှာလည်းကျွန်တော်1ရက်9လ2026မှာထွက်ရှိမဲ့ခဏန်းကိုလည်းထိပ်စီးကိုလည်းကျွန်တော်9ထိပ်စီးကျွန်တော်ဖွင့်လင်းပြထားတယ်เนาะမိတ်ဆွေတွေကအားလုံးပဲဒီတစ်ပတ်မှာထပ်မံလို့အောင်မြင်မှုကိုရဖို့ကျင်တဲ့ဆိုတဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်ဖုန်းတိုက်ရဆက်သွားပေးပါเนาะကျွန်တော်ရဲ့မိတ်ဆွေများကအားလုံးပဲเนาะကြံခဲ့တဲ့ဘက်ကလူဦးရေ32ဦးတိတိကနော်ရလိုက်တဲ့ဆွေအကြောင်းအရာတွေကို comment မှာမန်ပေးတော့တယောက်တစ်ချက်ကြီးဝိုင်းရပြီးတော့တွေးတဲ့မိတ်ဆွေများနော်အားလုံးပဲဒီထဲမှာထပ်မှန်လို့ရဖူးခြင်းနဲ့ထပ်မှန်လို့ပေါက်ဖူးခြင်းနဲ့ဆိုတဲ့မိတ်ဆွေများကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တိုက်ရိုက်ပြန်ပြောပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲနော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီ3996934695ဆိုတဲ့ဖုန်းနံပါတ်လုံးပဲကျွန်တော်ကန်ဆောင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများနော်ကျွန်တော်မြည်ဖုန်းနံပါတ်လုံးကျွန်တော်မကန်ဆောင်ပါဘူး။ဒါကြောင့်ဒီတစ်ပတ်မှာအောင်မြင်မှုကိုထီကက်ထပ်မှန်လို့လိုချင်တဲ့ဆိုတဲ့မိတ်ဆွေများလူဦးရေ35ဦးတီမပြည့်ခင်အခုဖုန်းတိုက်ရိုက်ဆက်သွယ်ပေးပါလို့အားလုံးကိုကျွန်တော်ထွန်းညွှန်ပြောချင်ပါတယ်။နော်ကျွန်တော်ရဲ့မိတ်ဆွေများကနေပြီးအားလုံးပဲ share မှု share လေးနဲ့ကူညီပေးတော့ပါအများမြင်များတွေးတဲ့နေရာလေးကိုလည်းဝိုင်းရံပြီးတော့ share ပေးတော့ပါနော်တဦးမြင်တဦးဒီပိုလေးကိုလည်းဖြန့်ဝေပေးပါလို့အားလုံးကိုကျွန်တော်ထွန်းညွှန်ပြောချင်တယ်ကျွန်တော်ရဲ့မိတ်ဆွေများနော်ကဲအားလုံးကကျွန်တော်ရဲ့ like ချီနေပြီးတော့ကျွန်တော်ဒီနောက်မှာနေကုန်းချုပ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများစိတ်ကြံတိုင်းကိုကျွန်မချင်းပြည့်စုံနိုင်ကြပါစေကစီးပွားရေးလူမျိုးဆက်ဆက်တိုးတက်အောင်မြင်ကြပါစေဗျာနော်